ကိုယ်နဲ့တာမများလုံးဝမင်္ဂလာပါကျွန်တော်ကတော့ဆရာဟန်သစ်ဆန်းပါဒါတော့ဒီမဟာဘုတ်ချတော့မယ်ဆိုရင်လုံးဝတိကိုတိထားရမယ်အလင်္ကာလေးပေါ့နော်ကြက်ကိုကြက်ထားရမယ်သတူရန်လင်္ကာလေးပါအောင်လန်2စစ်တူကြီးပွဲဆိုတာကတော့လူတိုင်းကြားဖို့မှာပါအပေပညာလေးလာမယ်အတွက်ပါနော်တက်ပြီးသားဆရာသမားတွေကတော့ကြော်သွားလို့ရပါတယ်ဒါတော့ဥမာလေးလာစေတင်ယူစေဖြစ်တဲ့ဝါဒနာရှင်တွေအတွက်မျှဝေပေးခြင်းပဲဖြစ်ပါတယ်ဒါတော့စတူရန်လင်္ကာလေးပါကျွန်တော်တစ်ကျွန်းသမားတွေဆိုရင်အောင်လန်2စတူကြီးပွဲဆိုပြီးတော့လင်္ကာအောင်ဝစားတယ်ပေါ့နော်တနင်္ဂနွေရစားအောက်ကခဏန်းလေးတွေကတော့သူတို့ရဲ့နေနံလေးတွေပေါ့နော်နေနံနဲ့ခဏန်းလေးတွေရေးပေးထားတာဖြစ်တယ်နှစ်ကျွန်းဆိုရင်ကြီးရစားကြီးဆိုတာတော့ကာကြီးပေါ့နော်ကကကကန်ကတနင်္လာမို့လို့ကြီးရစားတယ်ပြီးရင်ပွဲအောင်လန်2စစ်အဲ့လိုမျိုးပဲအကျွန်းတွေကောင်းကအဲ့လိုမျိုးလေးပဲတောင်းရပေါ့နော်3ကျွန်းဆိုရင်စက်ကစားမယ်4ကျွန်းဆိုရင်လမ်းစားမယ်5ကျွန်းဆိုရင်ပွဲရစားမယ်6ကျွန်းဆိုရင်တူဝမ်းစားမယ်3ညကျွန်းရင်တော့ထူပါစားကကကကကတနင်္လာစစစစညအင်္ဂါတာထတရဏစနေနော်ပြင်ရရလောက်ဗုဒ္ဓဟုပပပပမဇာတာပရိတာဟနှလုံးမရှိရနော်တောက်ကြတနင်္ဂနွေဆိုရင်တော့အတလုံးမရှိအာဥအေအောပေါ့နော်အာတရအတန်ထွက်တဲ့ဟာအကုန်လုံးကတနင်္ဂနွေနိုင်နေဖြစ်တယ်ဒါလေးကတော့လွတ်ရနေဖို့လိုပါတယ်အဲ့ဒါမှမဟာဘုတ်မှာခြားတမှာပါကျေးဇူးများကြီးတင်ပါတယ်